ကုန်းပေါင်ခေတ်ကတရားစီရင်ရေးစနစ်ဟာအလွန်ထူးဆန်းပြီးရာဇဝတ်မှုကျူးလွန်သူတွေကိုပြစ်ဒဏ်ပေးတဲ့အခါကြက်သီးထဝင်နီလန်းတွေကိုတုံးခဲ့ပါတယ်အဆိုးဝါးဆုံးပြစ်ဒဏ်တစ်ခုကတော့စင်နင်းပြီးတတ်စေတဲ့စီရင်ပြီးဖြစ်ပြီးအထူးလေ့ကျင့်ထားတဲ့စင်ကြီးတွေနဲ့ခန္ဓာကိုယ်ကိုနင်းချီခွဲလိုက်တာဖြစ်ပါတယ်မင်းပုံကံမှုလိုကြီးလေးတဲ့အမှုတွေမှာဆိုရင်တရားခံကိုကုမျက်ယုံတွေမကပဲ90တိုင်တိုင်တတ်စီဆိုပြီးဆွေမျိုး90လုံးကိုတပ်ဖြစ်လိရှိပါတယ်နန်းတွင်အနွေဖွာမင်းသားမင်းသမီးတွေအဖြစ်ကြတဲ့အခါသွေးမထွက်စေရဘူးဆိုတဲ့စီကန်းကြောင့်ကတိပါအိမ်ညီတဲ့ထည့်ပြီးရည်မြစ်တက်ခဲ့ကြပါတယ်ခိုးမှုကျူးလွန်တဲ့ရာဇဝတ်ကောင်တွေကိုတော့ဘယ်တော့မှမမေ့နိုင်အောင်နဖူးမှာတခိုးဆိုပြီးအခရာကိုမီးတောက်ခနှိပ်စက်တဲ့ဒဏ်ပေးလေးရှိပါတယ်အသီးအဖွဲအမှုတွေမှာတော့ထိတ်တုံးလို့ခေါ်တဲ့တက်သားပေါင်းကြီးတွေခြေထောက်နှစ်ဖက်ကိုထိတ်ညက်ပြီးလူအများအလေမှာအဆက်ခွဲထားတတ်ပါတယ်ထူးဆန်းတာကတာမန်အမှုတွေမှာတရားခံအမှန်ကိုရှာမရရင်ရီငုစတန်သို့မဟုတ်ခေးစီဘူးနှိပ်စတန်ဆိုပြီးဖျားရှိမှာအဓိဌံစမ်းတက်ခဲ့ကြပါတယ်ရီထဲမှာအကြဆုံးငုံနိုင်တဲ့သူဒါမှမဟုတ်စီဘူးတွေခေးနှိပ်တဲ့အခါလက်မလောင်တဲ့သူကိုအပြစ်မရှိသူအဖြစ်ကွက်တီတတ်မှတ်ပေးတာဖြစ်ပါတယ်ပြင်းထန်တဲ့ရာဇဝတ်ကောင်အချို့ကိုတော့တော်ရင်တရိษံတွေရှိရာကြားတွင်းလေးကိုအရှင်လက်လက်ပစ်ချပြီးစီရင်တဲ့ဒလိလည်းရှိခဲ့ပူပါတယ်လူတက်မှုမဟုတ်တဲ့အခြားပြစ်မှုတွေမှာဆိုရင်တော့နေရက်ကနေတတ်လုံးနှင်ထုတ်တဲ့နေနှင်တန်ကိုပြီးနေဆက်တွေစီပို့လိုက်ပါတယ်တခါတရံမှာအပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရဖို့အတွက်ရောကြီးငွေသို့မဟုတ်ရွှေငွေအမြတ်အများပေးဆောင်ပြီးအသက်ကိုလေးလေလို့ရပါတယ်နိုင်ငံတော်တစ္ဆာဖောက်တီကိုတော့နေပူလှမ်းမိုးရွာတွေထားပြီးအစားအရေးစားလုံးဝမကြွေးပဲလုံအိမ်ထဲမှာဖြည်းဖြည်းချင်းတည်ဆုံးစေခဲ့ပါတယ်မိဖုရားတွေကိုစော်ကားတဲ့သူတွေဆိုရင်လျှာကိုဖျက်ပစ်တာမျိုးဒါမှမဟုတ်မျက်စိကိုဖောက်ထုတ်ပစ်တာမျိုးကြောက်စရာဖြစ်တယ်လို့ပြီးလိရှိပါတယ်အဲ့ဒီခေတ်ကတရားသူကြီးတွေဟာရာဇသက်ကြီးဓမ္မသက်ကျမ်းတွေကိုအခြေခံပြီးဘယင်းကိုယ်တိုင်အမိန့်ချမစီရင်စေတာဖြစ်ပါတယ်နောက်ထပ်ထူးဆန်းတဲ့အဖြစ်တန်တစ်ခုကတော့တရားခံရဲ့ဦးခေါင်းကိုတက်သားတုံးနဲ့ထိုးရိုက်ပြီးကွမျက်တယ်ပုံနဲ့ရိုက်တတ်တဲ့နီလန်းပါအခုလိုမြမယဉ်ကျေးမှုသမိုင်းနေနဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုကြည့်ကြရင်တော့ကျွန်တော်တို့ channel လေးကိုအခုပဲ follow လုပ်ထားလိုက်ပါ